ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုထူးပဲချီးမွမ်းပါတယ်ဒီနေ့နှုတ်ကပတ်တော်အဖြစ်ခွန်အားပေးခြင်းကတော့တမန်ကျမ်းစာပြည့်စုံလာခြင်းဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်အားပေးခြင်းတာဖြစ်ပါတယ်ဓမ္မပညာရှင်တဦးကဘာပြောခဲ့တယ်လဲဆိုလို့ရှိရင်လက်တစ်ဖက်မှာတမန်ကျမ်းစာကိုကင်ပြီးတော့လက်တစ်ဖက်မှာသတင်းစာကိုကင်ပါတဲ့ဘာဖြစ်လို့လဲဆိုရင်လက်တစ်ဖက်ကကင်ထားတဲ့တမန်ကျမ်းစာကဘုရားသခင်ပြောတဲ့စကားကိုခံယူဖို့ဖြစ်ပြီးတော့လက်တစ်ဖက်ကသတင်းစာကင်ထားတာကတော့ဒီနေ့ကဘာကြီးမှာဘာတွေဖြစ်ပျက်နေတယ်လဲဆိုတာသိဖို့ဖြစ်တယ်တဲ့အဲ့တော့ဘုရားသခင်ရဲ့စကားတော်ကိုဒီနေ့ကဘာကြီးမှာဖြစ်ပျက်နေတဲ့အရာမှာ apply လုပ်နိုင်ဖို့အတွက်လက်တစ်ဖက်ကသတင်းစာကင်ပါလက်တစ်ဖက်ကတမန်ကျမ်းစာကိုကင်ပါဆိုပြီးတော့မှပြောခဲ့ဘူးတဲ့အဆိုရှိတာဖြစ်ပါတယ်အဲ့ဒီတော့ကဒီနေ့တမန်ကျမ်းစာကိုကျွန်တော်တို့လေ့လာကြည့်ရှုတဲ့အခါမှာတမန်ကျမ်းစာမှာရေးထားတဲ့အချက်လက်တွေဒီနေ့ကဘာကြီးမှာပြည့်စုံလာနေတာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်အဲ့တော့တမန်ကျမ်းစာထဲမှာရေးထားတဲ့အကြောင်းအရာတွေဒီနေ့ကဘာကြီးမှာပြည့်စုံလာတဲ့အကြောင်းအရာတွေကိုဆင်ခြင်ပြီးတော့လေ့လာကြဖို့အတွက်တမန်ကျမ်းစာထဲမှာဖော်ပြထားတဲ့ရက်40ဆိုတဲ့ဒီစကားလုံးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အနေနဲ့ဝင်ကအားပေးချင်တာဖြစ်ပါတယ်တမန်ကျမ်းစာထဲမှာအထူးသဖြင့်အေသေလလူမျိုးတွေရဲ့တမိုင်းကြောင်းကိုကြည့်တဲ့အခါမှာရက်40တို့နှစ်40တို့နှစ်400တို့ဆိုတဲ့43ညဆိုတဲ့ကဏ္ဍဟာအမတမတိတာထင်ရှားတဲ့အဖြစ်ပြက်တွေကိုပုံဖော်ပေးနေတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကျမ်းသက်ပုဂ္ဂိုလ်တွေကဘယ်လိုပြောလဲဆိုဒီ40ဆိုတဲ့ဒီကဏ္ဍရဲ့အဓိပ္ပာယ်ကတဲ့ transition အပြောင်းလဲတစ်ခုအတွက်ဖြစ်တယ်မဟုတ်လို့ရှိရင် preparation တစ်ခုခုပြောင်းလဲဖို့အတွက်ပြင်ဆင်နေတဲ့အချိန်ကာလကိုရည်ညွှန်းပြီးတော့40ဆိုတဲ့စကားလုံးကိုသုံးတယ်ဆိုတဲ့အကြောင်းကိုတွေ့ရတာဖြစ်ပါတယ်ဥပမာဘုရားသခင်ကတမန်ကျမ်းစာထဲမှာကျွန်တော်တွေ့တဲ့အတိုင်းပဲရေလွှမ်းမိုးခြင်းဟာခေတ်ကာလတစ်ခုကိုပြောင်းလဲပြဖို့ဖြစ်ပါတယ်အဲ့ဒီလွှမ်းမိုးခြင်းအတွက်ရက်ပေါင်း40တိတိမိုးရွာခဲ့ရတယ်လို့ကပ္ပဦးကျမ်းခန်းကြီး9အငယ်7မှာပါတာဖြစ်ပါတယ်ထိုနည်း၎င်းပဲတိနာတောင်ပေါ်မှာမောရှေဟာရက်ပေါင်း40ဘုရားသခင်ရှိရဲ့စကားတော်တွေပညတ်တော်တွေကိုယူဖို့အတွက်ရက်ပေါင်း40တူတောင်ပေါ်မှာနေခဲ့ရတယ်လို့ထွတ်မြောက်ရဲ့ကျမ်းခန်းကြီး24အငယ်18မှာပါတာဖြစ်ပါတယ်ထိုနည်း၎င်းပဲအေသေလလူမျိုးတွေဟာအဂရုပီကနေထွက်ပြီးတော့ခါနာန်ပြည်ထဲမှာသွားစုံစမ်းရာရက်ပေါင်း40သတ်မှတ်ထားတာဖြစ်ပါတယ်ခါနာန်ပြည်သူတို့ဝင်စားမဲ့အတိုင်းပြည်ကြီးကကောင်းသလားတင့်တော်သလားဝင်စားထိုက်သလားဆိုတာသိဖို့အတွက်ရက်ပေါင်း40စုံစမ်းထောက်ရမ်းခြင်းကိုပြုခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီစုံစမ်းပြီးတဲ့နောက်ပိုင်းမှာပြန်လာတဲ့အခါမှာသူတို့ဟာဂရိတော်ကိုမယုံကြည်နိုင်ဘဲနဲ့မြင်တဲ့အရာတွေကိုပဲယုံကြည်လိုက်တဲ့အတွက်ကြောင့်ဘုရားသခင်ကသူတို့ကိုစီရင်တဲ့အနေနဲ့တောထဲမှာနှစ်ပေါင်း40တိတိသူတို့တောထဲမှာလဲ့နေခဲ့ရတာဖြစ်ပါတယ်အဂရုပီကထွက်လာတဲ့လူတွေအားလုံးနှစ်ပေါင်း40ထဲမှာကွယ်လွန်ပြီးတဲ့နောက်ပိုင်းမှာမှအဂရုပီကိုမသိခဲ့တဲ့လူတွေလမ်းမှာဖွာလာတဲ့လူတွေပဲခန္ဓာပီကိုဝင်စားသွားတယ်ဆိုတာကျွန်တော်တို့သိရတာဖြစ်ပါတယ်အဲ့ဒီထက်မှာတော့ယောရှုနဲ့ကာလက်ကတော့ထူးထူးခြားခြားနဲ့အဂရုပီကထွက်လာတဲ့ချိန်လဲပါတယ်လို့ခန္ဓာပီတဲ့ကိုဝင်စားတဲ့ချိန်လဲပါခဲ့တာဖြစ်ပါတယ်အဲ့ဒါကလည်းနှစ်ပေါင်း40တောထဲမှာလဲ့ခဲ့ကြတယ်ဆိုတာကျွန်တော်သိရတာဖြစ်ပါတယ်ထိုနည်း၎င်းပဲဓမ္မရာဇဝင်တတိယဆောင်ခန်းကြီး19အငယ်8မှာဘာပါလဲဆိုရင်အေသေလလူမျိုးတွေရဲ့ဝိညာဉ်ရေးရာ transition ဖြစ်ဖို့အတွက်ဖြစ်လာတဲ့အခါမှာ prophet အေလိယဟာဘာရော prophet တွေကိုသတ်ပြီးတဲ့နောက်ပိုင်းမှာသူထွက်ပြေးဖို့အတွက်ဖြစ်တဲ့အခါမှာရက်40လုံးအစာမစားဘဲနဲ့ဘုရားသခင်ပေးထားတဲ့ကျွေးလာတဲ့ဒီအစာကိုစားပြီးတော့မှရက်40လုံးသူခရီးနှင်ခဲ့တယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တွေ့ရတာဖြစ်ပါတယ်ထိုနည်း၎င်းပဲယေရှုခရစ်တော်ဟာသူ့ရဲ့သာသနာတော်The kingdoms of God ဆိုတဲ့ဘုရားသခင်ရဲ့နိုင်ငံတော်ကိုဒီလောကကြီးကိုဟောပြောဖို့ဖြစ်တဲ့အချိန်မှာလဲရက်ပေါင်း40အစာရှောင်ခဲ့တာကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်မို့အေသေလသမိုင်းမှာကျမ်းစာထဲမှာကျွန်တော်တို့ကြည့်တဲ့အခါမှာရက်40နှစ်40ဒီဟာတွေကဘုရားသခင်ကတိုင်းနိုင်ငံအပြောင်းလဲတစ်ခုခုဒါမှမဟုတ်ဝိညာဉ်ရေးရာအပြောင်းလဲတစ်ခုခုဒါမှမဟုတ်ဘုရားသခင်ကတရားစီရင်ခြင်းအမှုတစ်ခုခုကိုလုပ်တော့မဲ့အခါမှာ
ဒီ40ဆိုတဲ့ကိန်းကနန်းကိုသုံးနေတာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်အဲ့ဒီတော့ကအဲ့ဒီရက်40နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့နားလည်ဖို့အတွက်ဒီနေ့အေသေလနိုင်ငံကမ္ဘာမြေပုံပေါ်ပြန်ပေါ်ပေါက်လာတဲ့အကြောင်းကိုကျွန်တော်လေ့လာကြည့်ရအောင်တကယ်တော့ယေရှုခရစ်တော်ကိုတပည့်တော်တွေကပြပြီးတော့ဒီဗိမာန်တော်ဟာကျွန်တော်တို့နှစ်ပေါင်း46နှစ်တည်ဆောက်ခဲ့ရတဲ့ဗိမာန်တော်ဖြစ်တယ်လို့ပြောတဲ့အခါယေရှုခရစ်တော်ကဒီဗိမာန်တော်ကိုဖြိုဖျက်လိုက်ပါ3ရက်ထဲမှာငါပြန်တည်ဆောက်မယ်ဆိုပြီးတော့မှသူပြောခဲ့တဲ့စကားရှိတယ်ပြီးတဲ့အခါကျရင်မင်းတို့ဒီဗိမာန်တော်ကိုတွေ့တယ်နော်တဲ့ဒီဗိမာန်တော်ဟာကြောက်တစ်ခုပေါ်မှာတစ်ခုမတည်ဘဲနဲ့အားလုံးပြိုပြတ်သွားရမယ်လို့သူ prophet ပြုခဲ့တာဖြစ်တယ်အဲ့ဒီ prophet ပြုချက်အတိုင်းပဲ AD 90မှာရောမဗိုလ်ချုပ်ကြီး General Titus ကယေရုရှလင်ဗိမာန်တော်အားလုံးကိုမီးရှို့ဖျက်ဆီးလိုက်ပြီးတော့မှအေသေလလူမျိုးတွေအရရတိုင်းနိုင်ငံကိုကွဲပြားသွားတာတိုင်းပြောက်ပြည်ပြောက်ဖြစ်သွားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကဒီအေသေလလူမျိုးတွေရဲ့တိုင်းနိုင်ငံစုစည်းရာအစ္စရေးနိုင်ငံဟာကမ္ဘာမြေပုံပေါ်မှာ1948ခုနှစ်မေလ14ရက်နေ့မှာကမ္ဘာမြေပုံပေါ်မှာပြန်ပေါ်လာတယ်ဗျ1948ခုနှစ်မေလ14ရက်နေ့ပရမဝန်ကြီးချုပ်ကြီးဖြစ်တဲ့ဒေးဗစ်ဘင်ဂူလီယာလက်ထက်မှာကမ္ဘာပေါ်မှာအစ္စရေးနိုင်ငံပြန်ပေါ်ထွန်းလာပြီးတော့ကမ္ဘာပေါ်မှာအေသေလနိုင်ငံဆိုပြီးတော့မှသူကျွေးကြော်ခဲ့တာဖြစ်တယ်1948ခုနှစ်မေလ14ရက်နေ့မှာဖြစ်တယ်အဲ့တော့အဲ့ဒီအေသေလနိုင်ငံကြီးပေါ်ထွန်းလာတာနဲ့အမျှကမ္ဘာနိုင်ငံကြီးအခင်းကျင်းတွေအားလုံးပြောင်းလဲသွားကြတယ်ကိုလိုနီစနစ်တွေကျဆုံးသွားကြတယ်လွတ်လပ်တဲ့တိုင်းပြည်တွေပေါ်ပေါက်လာတယ်ကမ္ဘာမှာနိုင်ငံကြီးအကုန်လုံးပြောင်းလဲမှုတွေတပြိုင်တည်းအေသေလနိုင်ငံပေါ်ပေါက်လာခြင်းနဲ့အတူဖြစ်ပေါ်လာတာကိုတွေ့ရတယ်အဲ့တော့1948ခုနှစ်ကနေပြီးတော့မှနှစ်40ပြန်တွက်လိုက်တဲ့အခါမှာ1988ကိုရောက်လာတာဖြစ်ပါတယ်နှစ်40ပြည့်သွားပြီ1988မှာအဲ့တော့1988ကနေစပြီးတော့မှကျွန်တော်တို့မြန်မာပြည်အပါဝင်ကျွန်တော်ဆိုဗီယက်ယူနီယံပြိုကွဲသွားတယ်နိုင်ငံပေါင်း15နိုင်ငံလောက်ပေါ်ထွက်လာတယ်ပြီးတဲ့အခါမှာတရုတ်နိုင်ငံရဲ့စီးပွားရေးစနစ်ကြီးတစ်ခုလုံးပြောင်းလဲသွားပြီးတော့မှ1988 နဲ့မှာယူဂိုစလာဗီးယားတွေပြိုကွဲသွားတယ်အာနာရှင်နိုင်ငံတချို့ပြိုကွဲသွားတယ်ပြီးတော့ကမ္ဘာဇက်ခုံတွေအကုန်လုံးပြောင်းလဲသွားပြီးတော့ဈေးကွက်စီးပွားရေးဆိုတဲ့နိုင်ငံကမ္ဘာကြီးရဲ့လှုပ်ဆောင်မှုတွေကတမျိုးတစ်ဖုံကိုပြောင်းလဲသွားတယ်ဒါအေသေလနိုင်ငံပေါ်ပေါက်လာပြီးတော့1948ကနေ88နှစ်40ပြည့်တဲ့အခါမှာဖြစ်သွားတဲ့ဖြစ်ပျက်တွေဖြစ်ပါတယ်အဲ့ဒီကနေတခါ1988ကနေပြီးတော့နောက်နှစ်40ဆိုတာကအခု2028ကြာလို့ရှိရင်နောက်နှစ်40ပြန်ပြည့်လာတာဖြစ်တယ်အဲ့တော့ဒီနှစ်40ဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့ဘာလို့ဖြစ်လာမလဲဆိုပြီးတော့မှကဘာကြီးကစိတ်ဝင်စားနေတယ်ဒီနေ့2025ခုနှစ်ကိုရောက်နေပြီ2028ဆိုရင်အေသေလနိုင်ငံရဲ့နှစ်40ဒုတိယသန်းကိုရောက်လာတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ယုံကြည်တယ်1988ကနေပြီးတော့2028နှစ်40ပြည့်လာတဲ့အချိန်မှာဒီကဘာကြီးမှာပြောင်းလဲမှုတွေအများကြီးဖြစ်လာမယ်လို့ကျွန်တော်တို့ယုံကြည်တယ်ဒီနေ့ကလေးကနေစပြီးတော့ပြောင်းလဲမှုတွေဖြစ်နေတာကိုကျွန်တော်တွေ့ရတယ်နံပါတ်1နီးပညာတွေပြောင်းလဲလာဟိုတုန်းကကျွန်တော်တို့ဘယ်တော့မှစိတ်မကူးခဲ့တာတွေဒီနေ့ကဘာပေါ်မှာနီးပညာအသစ်တွေနဲ့ကဘာကြီးကိုပြောင်းလဲတွေအများကြီးလုပ်နေတာကိုတွေ့ရတာဖြစ်ပါတယ်ပြီးတော့မှစစ်ပွဲတွေဖြစ်လာတယ်ကဘာပေါ်မှာဟိုတုန်းကနဲ့မတူတဲ့စစ်ပွဲတွေဖြစ်လာတယ်စီဝါရေးစစ်ပွဲတွေဖြစ်လာတယ်လူမျိုးရေးစစ်ပွဲတွေဖြစ်လာတယ်မတူညီတဲ့စစ်ပွဲတွေအတော်မတတ်နိုင်အောင်ဒီနေ့အထိစစ်ပွဲတွေဖြစ်လာတာကိုလည်းကျွန်တော်တွေ့ရတယ်ထုံနည်း၎င်းပဲတဘာဝဘေးတွေဖြစ်တဲ့ငလင်ဘေးတို့ဒီနေ့ကျွန်တော်ကြုံတွေ့နေရပြီမီးလောင်တယ်တောမီးတွေလောင်တယ်နေရာတိုင်းမှာမီးလောင်တယ်မုန်တိုင်းတွေကျလာတယ်ဒါတွေလည်းကျွန်တော်တို့ကြုံတွေ့နေရတာဖြစ်ပါတယ်ထုံနည်း၎င်းပဲသိပ္ပံနည်းပညာမြင့်လာတဲ့အတွက်ကြောင့်စက်ရုပ်တွေအများကြီးပေါ်လာတယ်လူရဲ့နေရာကိုအစားထိုးမဲ့အရာတွေအများကြီးပေါ်လာကြတယ်ကျွန်တော်ထင်တယ်နောက်တိတ်မကြခင်မှာအင်ဂျင်ဆက်အစားအင်ဂျင်ဆက်ကြီးကိုကဘာပေါ်မှာဂျိမ်းဝတ်ဆိုတဲ့လူက16ရာစုမှာတီထွင်ခဲ့တာဖြစ်တယ်ဒီကဘာလုံးစုံညံသွားပြီးအင်ဂျင်ဆက်တွေကြောင့်
ဒါပဲကျွန်တော်ထင်တယ်နောက်သိမ့်မကြခင်မှာအင်ဂျင်ဆက်ရဲ့လေပတ်မှုအားလုံးအဆုံးသတ်သွားပြီးတော့ဆိုလာနဲ့လက်စစ်စနစ်တွေကပို့ပြီးတော့လွန်မိုးလာမယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့ဒါကလည်းဒီနေ့အစအပြုတ်နေပြီဖြစ်တယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်ထုံနည်း၎င်းမဲ့လူမှုရေးလူအတိုင်းဝန်းကြီးမှာကြည့်တဲ့အခါမှာလဲယောက်ျားမိန်းမကိုဖြစ်ချင်တာဖြစ်လို့ရတဲ့အခြေအနေကိုရောက်သွားပြီနော်ဒါတွေကလည်းကဘာကြီးရဲ့ပြောင်းလဲမှုကြီးဖြစ်ပါတယ်ပို့ပြီးတော့မှစိတ်ဝင်စားစရာကောင်းတာကဒီနေ့ကဘာကြီးကိုကိန်းကနန်းတွေကထိန်ချုပ်လာတာဖြစ်တယ်တနည်းကြလို့ရှိရင်ကျွန်တော်တို့ကဘာကြီးမှာကိန်းကနန်းတွေကိုပဲအသုံးပြုလာကြတော့မှာဖြစ်ပါတယ်အခုငွေစက်ကူတွေမသုံးလာတော့ဘူးငွေစိတ်ကူစားကိန်းကနန်းတွေပဲဖြစ်လာပြီလစာထုတ်ပေးတယ်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာကျွန်တော်တို့ရဲ့ကွန်ပျူတာထဲမှာကဏ္ဍနံပါတ်တွေထည့်ပေးလိုက်တယ်အဲ့ဒီကဏ္ဍနံပါတ်တွေနဲ့ပဲခြံမှာကျွန်တော်တို့စားကြတယ်တောက်ကြတယ်ဘီလ်ရှင်းကြတယ်မြန်မာပြည်မှာပြောမဆို KP တို့ဘာလို့နဲ့ရှင်းလို့ရတာအကောင့်ထဲမရှိတော့ဘူးကဏ္ဍနံပါတ်တွေပဲအသုံးပြုလာကြတာဖြစ်တယ်ထိုနည်း၎င်းမဲ့ဘာသာရေးမှာပြန်ကြည့်တဲ့အခါမှာလဲရောထွေးမှုတွေရောပြိုးမှုတွေအားလုံးဖြစ်လာတယ် absolute truth ဆိုတဲ့အကျွမ်းမဲ့မှန်တယ်ဆိုတဲ့မှန်ကန်ချက်တွေကဒီနေ့ကဘာကြီးမှာမရှိတော့အားလုံးဟာမှန်ကန်မှုအတွက်ရှာဖွေလာတဲ့ခေတ်စနစ်တစ်ခုကိုကျွန်တော်တို့ရောက်ကြလာတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့ပြန်ပြီးတော့ခေတ်ကာလကိုကြည့်တဲ့အခါမှာတမန်ကျမ်းစာတွေဖော်ပြထားတဲ့အချက်တွေကတစ်ချက်ပြီးတစ်ချက်ပြည့်စုံလာနေတာကိုတွေ့ရတာဖြစ်ပါတယ်အေသေလလူမျိုးတွေတိုင်းနိုင်ငံပေါ်ပေါက်လာတဲ့နှစ်40ပြီးဒုတိယအခုနှစ်40ဆိုတာက2028ခုနှစ်ဆိုရင်အေသေလတိုင်းနိုင်ငံပေါ်ပေါက်လာခြင်းရဲ့ဒုတိယအကြိမ်နှစ်40ကိုရောက်သွားတာဖြစ်ပါတယ်အဲ့ဒီနှစ်40ရောက်လာတဲ့အခါကျရင်ကျွန်တော်ပြောင်းလဲမှုတွေအများကြီးတွေ့လိမ့်မယ်ကမ္ဘာနိုင်ငံရေးတွေအပြောင်းလဲတွေဖြစ်သွားမယ်စီးပွားရေးတွေအပြောင်းလဲဖြစ်သွားမယ်နည်းပညာတွေအပြောင်းလဲတွေဖြစ်သွားမယ်ယုံကြည်ချက်တွေပြောင်းလဲသွားမယ်ခေတ်ကာလတစ်ခုလုံးဒီလောကကြီးရဲ့ system တစ်ခုလုံးကိုပြောင်းလဲသွားမှာဖြစ်ပါတယ်အဲ့ဒီပြောင်းလဲတဲ့နောက်ပိုင်းမှာတော့ဆက်ပြီးတော့မှဘုရားသခင်အလိုတော်ရှိတဲ့ခေတ်ကာလတွေကိုကျွန်တော်တို့ကဖြတ်တန်းသွားကြရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေ့ဒီချိန်ဟာတမန်ကျမ်းစာပြည့်စုံလာတဲ့အချိန်ကာလဖြစ်တယ်လို့ကျွန်တော်တို့သိမြင်ကြရမှာဖြစ်ပါတယ်ယောမဩရစာခန်းကြီး1အငယ်20မှာဘယ်လိုပြောထားလဲဆိုအဘယ်တို့နည်းဟုမူကားဖန်ဆင်းတော်မူသောအရာများကိုထောက်ရှုသဖြင့်ထာဝရတကူတော်နှင့်ထာဝရအဖြစ်တော်တည်းဟုသောမျက်မြင်မရသောဘုရားသခင်၏အရာတို့သည်ကဘာတီဒီကာလမှစ၍ထင်ရှားလျက်ရှိတယ်ဘုရားသခင်ရဲ့တတ်မှတ်ထားတဲ့အချိန်ကာလဟာတမန်ကျမ်းစာထဲမှာဖော်ပြထားတဲ့အတိုင်းပဲတမန်ကျမ်းစာထဲမှာဖော်ပြထားတဲ့အရာတွေဟာဒီနေ့ခေတ်ကာလထဲမှာတဖြည်းဖြည်းတစ်ခုပြီးတစ်ခုပြည့်စုံလာနေတာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်မို့40ဆိုတဲ့ဒီကိန်းဂဏန်းဟာ transition အပြောင်းလဲအတွက်ဖြစ်တယ်။ preparation ပြင်ဆင်ရာနှစ်ကာလဖြစ်တယ်လို့ကျွန်တော်တို့တမန်ကျမ်းစာမှာကောအေသေလသမိုင်းမှာကောကျွန်တော်တို့တွေ့ရတဲ့အတိုင်းပဲအေသေလနိုင်ငံကြီးပေါ်ပေါက်လာတဲ့1948ခုနှစ်မေလ14ရက်နေ့ကနေစပြီးတော့1988ခုနှစ်ထိနှစ်40ပြည့်လာတဲ့အခါမှာကြီးမားတဲ့အပြောင်းလဲတွေကမ္ဘာပေါ်မှာဖြစ်ခဲ့သလို1988ခုကနေ2028ခုနှစ်ရောက်လာတဲ့အခါကျရင်လဲအေသေလလူမျိုးတွေရဲ့နှစ်40ဒုတိယအကြိမ်ပြည့်စုံလာမှာဖြစ်တဲ့အတွက်ကြောင့်ဒီကာလဟာပြင်ဆင်ရာကာလဖြစ်တယ်အပြောင်းလဲအတွက်လှုံ့ဆော်နေတဲ့ကာလဖြစ်တယ်နိုင်ငံရေးစီးပွားရေးလူမှုရေးသိပ္ပံပညာယုံကြည်မှုအလုံးကိုကျွန်တော်တို့တေချာလေးလာကြည့်မယ်ဆိုရင်ဘုရားသခင်ဟာအမှုတစ်ကိုပြုမဲ့အချိန်ကာလနီးလာပြီဆိုတာကိုကျွန်တော်တို့နားလည်သဘောပေါက်လျက်ဝိညာဉ်ထဲမှာနိုးကြားလျက်ဘုရားသခင်ကိုမျှော်လင့်လျက်ဘုရားသခင်ပြုမဲ့အမှုတွေကိုယုံကြည်ခြင်းနဲ့မျှော်လင့်ရင်းနဲ့ခရီးဆက်သွားကြရအောင်ဆိုပြီးတော့နှုတ်ကပတ်တော်အဖြစ်အချိန်ကာလနဲ့ပတ်သက်ပြီးတော့နှစ်40ဆိုတဲ့ဒီကဏ္ဍနဲ့ပတ်သက်ပြီးတော့ဝေငှအားပေးခြင်းဖြစ်ပါတယ်။အရောက်စီတိုင်းတာ၍နက်နဲတဲ့နှုတ်ကပတ်တော်တွေကိုနားလည်နိုင်ကြပါစေ၊မြင်နိုင်ကြပါစေ။အရောက်စီတိုင်းကိုဖျားရှင်ကောင်းကြီးပေးပါစေ။